ဆိုင်ပြောတာပြီလို့တခါလို့ဆိုင်ပြောတာပြီအားလုံးမင်္ဂလာပါနေ့တင်မှာချစ်တင်နေဟုတ်ပါဘူးနေ့တင်မှာအခုဘယ်လိုသွားနေရလဲဆိုတော့ကျွန်တော်တို့ SRPS line ကနေပြီးတော့ပထမဆုံးတင်မောတက်မယ်တင်မောသားကိုတွတ်ကြိုပေးနေတာဒါကျွန်တော်တို့ SRPS ကနေပြီးတော့လုပ်တဲ့ service ပေးတဲ့ service ပေါ့နော်ဒါကျွန်တော်ပေးနိုင်တော့ပေးဖို့ဒီမှန်းထားတယ် free service ပါ free charges ပါကျွန်တော်ကားနဲ့ကျွန်တော်ကိုယ်တိုင်မောင်းပြီးတော့လေစိတ်ကိုလိုက်ပို့မှာဖြစ်ပါတယ်ဒီညီလေးလည်းအလုပ်ကင်နေအဆင်ပြေပါသေးလို့ညွှန်နေရပါတယ်အဲ့တော့ခဏကြရင်သူ့အိမ်ရောက်မယ်ကျွန်တော်ပြီးရင်သူ့ကိုလေစိတ်ပို့မယ်ပြီးတော့မှဘာညာလန်ကီရဲ့ဇလန်းကြောင်းလေးထပ်ပြီးတော့တင်ပေးမယ်လားကျေးဇူးပါ Happy New Year ပါတင်မောလာရင်ရောက်ပြီတင်မောလာတက်ပြီဘာညာခဏနေကျွန်တော်လစ်မယ်ညညဘာညာဘယ်လိုမှတက်ရကိုလည်းတက် nice ပါကျွန်တော်ရတယ်ကျွန်တော်ကကိုလိုင်းကိုရှိတက်လေပြေးလေရခေါ်မယ်ဆိုတော့အောက်မှာတန်လေးရှိရโอเคဒီလိုလေးတော့ကြီးတယ်မဟုတ်အဲ့ကိုတော့မဟုတ်တော့နော်အဲ့ကိုနဲ့ဘာဆိုင်လို့လဲလို့လိုင်းနေလို့သူကဒီလာဇန်ဒီပြီးခဲ့တဲ့3ရက်မှာအဲ့ line နဲ့ဝင်လာတာအဲ့ကျွန်တော်တိတော့တိလိုက်ဝင်ကြတဲ့နေပထမဆုံးတင်ပေါ်လာလေအဲ့ကြောင့်မို့ရိုက်ဟဲ့လေရောက်ရဟာဒီရိုက်ဟဲ့လေဒီရတကားပြင်မယ်ဟိုကျွန်တော်တက်ဦးမယ်လေတက်မှာတက်ပါလေကျွန်တော်ထားခဲ့လို့မရဘူးလေဟိုကထိုက်လိုက်ပြီးပြောနေမှာပြီးတော့ဆက်လိုက်လားအဲ့ကြီးကြအဲ့လောက်ကြီးကြတယ်ဒါတော့မင်းလည်းပြင်တက်လိုက်တော့โอเคဖြစ်တယ်ဟောတော့ကြဘူးကဲဖြစ်ပြတယ်ပြောပြရပြီစားပြစ်ဆိုဘလူးပေးလဲဆိုတော့ပြောပြပါကာယာအစ်လဲရဟောနည်းနည်းပဲကြိုက်ပြီးပဲထိုးလိုက်နည်းနည်းလေးဟုတ်နည်းနည်းဟုတ်ရိုက်ဘရိတ်လေးနေတာကိုမြောက်ဘရိတ်နေတာလိုက်တော့အဲ့မှာတော့ကြော်တာအစ်စ်လဲထားတာတော့တန်ထိုးတာတစောင်းထိုးဖြစ်တာအဲ့တန်းမညာမတာကြီးအဲ့လာပြီးတော့လုံနေဒါ easy ထွက်ခဲ့တာဆိုတော့အချိန်ရတယ် easy ပဲအဲ့လိုတစ်ခါကြရင်တင်မှာခက်ခဲတွေဆိုရှိတယ်ဗျာအဲ့ဒါတော့ခက်ခဲတွေရှိတယ်ဆိုရင်လည်းဘာမှမကြောက်နဲ့ရှေ့ဆက်တော့25ကြီးကကြံခဲ့ပြီနော်တော့25တော့ထားခဲ့လိုက်တော့ဒီနေ့ကလည်းတရက်နေ့ဆိုတော့ဇန်နဝါရီလည်းထားရင်ထားခဲ့လိုက်တော့ဖေဖော်ဝါရီကျမှကျုံကျွန်တော်နေတိုင်းကျုံမှာ2025 2026တက်6တွေမသိဘူးဒါပဲရောက်ပြီလေးသေးရောက်ပြီရုံးက driver ကိုကားရွှေ့ခိုင်းလိုက်တယ်ညီကိုချင်းချင်းဖုံးအောင်ပါမတက်နိုင်ဘူးနော်ဟုတ်တယ်ထုတ်တွေချပြီးပါပြီနော်နည်းနည်း꿰ထားလိုက်မလားโอเคပြီးရင်ကျွန်တော်တို့လေးစိတ်ဘာညာတရက်ကမှားမယ်နော်ဘိုးင်းဘက်ဖြတ်ဖို့အတွက်ကျွန်တော်တို့ကရုံးကလူတွေဝိုင်းဆောက်ပြီးနော်ဝိုင်းဆောက်လိုအပ်တာလေးဝိုင်းကူပေါ့တကယ်လို့ထုတ်တွေပို့မယ်ဆိုရင်လည်းပြန်ခြံထားခဲ့လို့ရအောင်နော်ရုံးပြန်ယူလာလို့ရအောင်ကျွန်တော်စောင့်ပြီးဒီမှာလိုရဆိုရင်တော့လိုအပ်တယ်လို့ဆောင်ရွက်ပေးရတယ်နော်အဲ့တော့ထွက်ကြမယ်ပြုကြမယ်အဖွဲ့တွေကတော့ဒီမှာဓာတ်ပုံရိုက်တဲ့နေရာပေါ့နော်ကျွန်တော်တို့ကတော့အပေါ်တဲ့ဇဝင်ခံတက်လေကားဒီကိုကျွန်တော်လာပို့တာပေါ့နော်ကျွန်တော်လာတက်ပါပြီဒီအပေါ်ရောက်ရင် immigration ဖြတ်မယ်